forbidden love လူပေါင်းလူအတိုင်းဝိုင်းကဖြစ်စေဘာသာရေးအဆုံးအမများကဖြစ်စေတရားဥပဒေကဖြစ်စေတားမြစ်ထားတဲ့ချစ်ချင်းမျိုးကိုခေါ်တယ် forbidden love ဥပမာ incest လို့ခေါ်တဲ့တမိသားစုထဲကမောင်နှမအချင်းချင်းချစ်ကြတာမျိုးဒါတားမြစ်ထားတယ်ဘာသာရေးကလည်းတားမြစ်ထားတယ်စေပညာကလည်းတားမြစ်ထားတယ်တရားဥပဒေကလည်းတားမြစ်ထားတယ်ချစ်လို့မရဘူးရှိပါတယ်လူဒန်းစားကွာဟလွန်းလို့ပေါ့နော်ဒါယောက်ျားလေးဘက်ကအယမ်းချမ်းသာတယ်မိန်းကလေးဘက်ကအယမ်းဆင်းရဲတယ်သူတို့နှစ်ယောက်ချင်းရင်လိုက်ဖြည့်နေကြတာလေတွေ့ဘူးတယ်မလားကိုရီးယားကားတွေထဲမှာအဲ့ဒါလေဒါ forbidden love တဲ့ပါတယ်ပြီးကြတော့ဆရာနဲ့တပည့်ချစ်တာမျိုး boss နဲ့သူ့ရဲ့ဝန်ထမ်းချစ်တာမျိုးဒါတွေဟာမသင့်တော်ဘူးလို့လူပေါင်းလူအတိုင်းဝိုင်းကယူဆပြီး forbidden love အုပ်စုထဲမှာပါတယ်ဒါပေမဲ့လူတွေဟာ forbidden love ကိုဘာဖြစ်လို့ဒီလောက်စိတ်ဝင်စားရှိကြတယ်လဲဘာလို့ passionate ဆန္ဒပြင်းပြကြတယ်လဲတားမြစ်ထားလို့လေမလို့ရဘူးပြောလို့ပို့ပြီးတော့ကိုစိတ်ဝင်စားကြတာကိုလူတွေရဲ့ထုံးစံလဲမရနိုင်တာကိုပို့ပြီးလိုချင်ကြတာကို anyway forbidden love ဆိုတာတားမြစ်ခံရတော့အချစ်ဘာကြောင့်လဲခုနပြောပြီးပြီ okay thank you